Hello guys ကိုလူတို့ခုချိန်ထိ bro တို့က legendary fate 9កောင်မပြည့်တယ်လို့စိတ်ညစ်နေကြတာလား legendary fate 9កောင်ပြည့်ရင်ဘာတွေကိုရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ပြပြသွားမှာပါဒီမှာဆိုရင်မော်တော်နေနဲ့က daily stat တွေလောက်မှ9စာကို10ခုပဲရပါတယ်ဒီ9စာ10ခုနဲ့ legendary fate 9កောင်လုံးကိုမိအောင်ဖမ်းဖို့ဆိုတာကဘလို့မှမလွယ်ကူတဲ့ကိစ္စတစ်ခုအခုဆိုရင်မော်တော်က player တွေကိုငိမ့်ညာတော့အဖြစ်ဒီ legendary 9កောင်လုံးကိုမိအောင်ဖမ်းဖို့အတွက်မော်တော်က event တစ်ခုနဲ့9စာတွေကိုရောင်းချနေပါတယ်ဟုတ်ပါတယ်ဒီ event လေးပါဒီ event လေးမှာဆိုရင်9စာတွေကိုလဲယုံတယ်မကဘဲနဲ့ဒီ all star event မှာ item တွေမစုံသေးတဲ့ pro တွေတက်ဆိုလဲဒီ all star event မှာလှည့်ရတဲ့ coin တွေကိုပါလဲယူလို့ရပါတယ်ဒီမှာဆိုရင်9စာကိုအခု120တောင်လဲယူလို့ရပါတယ်ဒီ9စာအခု120နဲ့ဆိုရင် pro တို့အနေနဲ့ legendary fate 9កောင်ပြည့်ဖို့ဆိုတာကလုံးဝကိုတေချာထားပါပြီကျွန်တော်နောက်တစ်ခုပြောဖို့မေ့တော့မလို့ဒီ all star မှာလှည့်လို့ရတဲ့ coin တွေကိုဂိုးနဲ့ပဲလဲလို့ရတော့တယ်မကဘဲနဲ့ကျွန်တော်တို့ငန်းမြရင်းနဲ့ရလာတဲ့ဖက်တွေကိုလည်းဒီ all star လှည့်ဖို့တဲ့ coin တွေကိုလဲလို့ရပါတယ်ဒီမှာသူပြထားတာကဖက်တစ်ဖက်ဆိုရင် coin 100လောက်လဲယူလို့ရပါတယ်အခုဆိုရင်ကျွန်တော်မှာက legendary fate 4កောင်ရှိပြီးတာပါကျွန်တော်ကတစ်ခေါက်ပဲလိုပါတော့တယ်ခုနကကျွန်တော်လဲထားတဲ့ဒီ9စာ120နဲ့နောက်ဆုံးကျန်တဲ့ legendary 9កောင်ကိုကျွန်တော်တို့အတူတူတောက်ပြီးတော့မျှကြမယ် let's go It's too late now. I remember everything and how careless we could be, and how careless we could be, and how careless we could be.ကဲအခုတော့ကျွန်တော်ကတော့နောက်ဆုံးကျန်တဲ့ legendary fate တစ်ကောင်တော့ကျွန်တော်ကတော့ရတော့ပါပြီဒီ legendary fate 9កောင်ပြည့်သွားရင်သူကဘာတွေပေးလဲဆိုတာကိုကျွန်တော်နဲ့တူတူချက်လောက်တော့ပြီးတော့ယူလိုက်ကြရအောင် We were alive, we would go out, we were so loud. emote လေးတခုတော့ရပါတယ်emote လေးကတော့တော်တော်လေးတော့လှပါတယ်ဒီ emote လေးပါဒီ emote လေးကတော်တော်လေးတော့လှပါတယ်ဒါပေမဲ့ဒီ emote ကိုကျွန်တော်ကြည့်ရတာကတော့ legendary fate 9កောင်နဲ့တစ်កောင်နဲ့တော့တူပါတယ်ဟုတ်တာပဲကျွန်တော်ခုမှစဉ်းစားမိတယ် legendary fate 9កောင်တဲ့ကဒီရေပွဲ9နဲ့တူတဲ့ emote လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်ကဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်အောင်ကြည့်ရှုပေးတဲ့ viewer တွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်